လူတွေမမိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါစာမျက်နှာ19နေ့စဉ်ရဲ့စွမ်းပကားတစ်ပင်ကြီးတစ်ပင်ကိုတစ်ချက်ခုတ်ယုံနဲ့ပြိုလဲအောင်လုပ်မရဘူးဘဝအပြောင်းအလဲကလည်းအဲ့ဒီလိုပဲတခါတလေအချက်ပေါင်း365ချက်လောက်လိုကောင်းလို့မယ်ဒီထက်လဲပိုရင်ပိုမယ်အရေးကြီးတာနေ့စဉ်စွမ်းပကားကိုရှော့မတွက်လိုက်ဖို့ပဲဘဝကိုခွာသွားစေတာနေ့စဉ်လုပ်တဲ့အလုပ်တွေပဲအိမ်မက်တွေဘယ်လောက်ကြီးနေ့စဉ်စွမ်းပကားကိုအကောင်းဆုံးအသုံးမချရင်အရာရာစုတောင်းလက်ထဲကထွက်လာမှာမဟုတ်ဘူး Goal Dream with Deadline အသက် session နဲ့45အတွင်းဟာစွမ်းအားအမြင့်ဆုံးအချိန်ပဲစိတ်ညစ်ပြီးဘေးထိုင်ဘူးပြောနေရင်အသက်ကြီးရင်ပိုစိတ်ဆင်းရဲရလိမ့်မယ်စိတ်အာရုံတွေ drama ကနေ dream ကိုပြောင်းပြီးစဉ်းစားနေဖို့လိုတယ် real ကနေတေချာစဉ်းစားပြီး response ပြောင်းဖို့လိုတယ်တချို့အရာတွေကို negative emotion တွေခံစားနေမဲ့အစား nap clap လုပ်လိုက်ပါအချို့ဝေဖန်မှုတွေကို thinking လုပ်အချိန်ကုန်နေမဲ့အစားရေမှန်းချက်ပန်းတိုင်ရောက်အောင်ဒူဘေးနာဘေးခံပြီး think skin အရေးတူဖို့လိုတယ် gap between dream and reality တပတ်လောက်ကဆရာဝန်မလေးတယောက်ကိုတွေ့တယ်အောင်မြင်မှုနဲ့ပတ်သက်တဲ့သူ့ရဲ့ definition ကိုမေးကြည့်တယ်အဖြေကကိုနဲ့ရွယ်တူတက်တူရွယ်တူတွေရောက်နေတဲ့ average level ထက်တာလွန်တာကိုသူကအောင်မြင်မှုလို့ဆိုတယ်တဲ့ဖွဲ့တွေပိုရမယ်ဝင်ငွေပိုကောင်းမယ်လူတွေပိုလေးစားမယ်ဒါဆိုအောင်မြင်မှုဆိုတာကြီးကရိုးရှင်းလွန်းတယ် success ဆိုတာ very personal ဖြစ်တယ်လို့ထင်တယ် definition အရလိုချင်တာရအောင်လုပ်နိုင်တာအောင်မြင်မှုပါလိုချင်တာရဖို့ဆိုကိုဘာလိုချင်လဲဆိုတာသိဖို့လိုလာတယ်ဒီတော့ကို setting ဆိုတာလိုလာတယ် dream နဲ့ reality ကြားမှာ action လိုတယ် massive action ပြင်းထန်တဲ့လှုပ်ရှားမှုတွေဖြစ်လူတွေမမိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါစာမျက်နှာ19နေ့စဉ်ရဲ့စွမ်းပကားတစ်ပင်ကြီးတစ်ပင်ကိုတစ်ချက်ခုတ်ယုံနဲ့ပြိုလဲအောင်လုပ်မရဘူးဘဝအပြောင်းအလဲကလည်းအဲ့ဒီလိုပဲတခါတလေအချက်ပေါင်း365ချက်လောက်လိုကောင်းလို့မယ်ဒီထက်လဲပိုရင်ပိုမယ်အရေးကြီးတာနေ့စဉ်စွမ်းပကားကိုရှော့မတွက်လိုက်ဖို့ပဲဘဝကိုခွာသွားစေတာနေ့စဉ်လုပ်တဲ့အလုပ်တွေပဲအိမ်မက်တွေဘယ်လောက်ကြီးနေ့စဉ်စွမ်းပကားကိုအကောင်းဆုံးအသုံးမချရင်အရာရာစုတောင်းလက်ထဲကထွက်လာမှာမဟုတ်ဘူး Goal Dream with Deadline အသက် session နဲ့45အတွင်းဟာစွမ်းအားအမြင့်ဆုံးအချိန်ပဲစိတ်ညစ်ပြီးဘေးထိုင်ဘူးပြောနေရင်အသက်ကြီးရင်ပိုစိတ်ဆင်းရဲရလိမ့်မယ်စိတ်အာရုံတွေ drama ကနေ dream ကိုပြောင်းပြီးစဉ်းစားနေဖို့လိုတယ် real ကနေတေချာစဉ်းစားပြီး response ပြောင်းဖို့လိုတယ်တချို့အရာတွေကို negative emotion တွေခံစားနေမဲ့အစား nap clap လုပ်လိုက်ပါအချို့ဝေဖန်မှုတွေကို thinking လုပ်အချိန်ကုန်နေမဲ့အစားရေမှန်းချက်ပန်းတိုင်ရောက်အောင်ဒူဘေးနာဘေးခံပြီး think skin အရေးတူဖို့လိုတယ် gap between dream and reality တပတ်လောက်ကဆရာဝန်မလေးတယောက်ကိုတွေ့တယ်အောင်မြင်မှုနဲ့ပတ်သက်တဲ့သူ့ရဲ့ definition ကိုမေးကြည့်တယ်အဖြေကကိုနဲ့ရွယ်တူတက်တူရွယ်တူတွေရောက်နေတဲ့ average level ထက်တာလွန်တာကိုသူကအောင်မြင်မှုလို့ဆိုတယ်တဲ့ဖွဲ့တွေပိုရမယ်ဝင်ငွေပိုကောင်းမယ်လူတွေပိုလေးစားမယ်ဒါဆိုအောင်မြင်မှုဆိုတာကြီးကရိုးရှင်းလွန်းတယ် success ဆိုတာ very personal ဖြစ်တယ်လို့ထင်တယ် definition အရလိုချင်တာရအောင်
လုံနိုင်တာအောင်မြင်မှုပါလူချင်တာရဖို့ဆိုကိုဘာလူချင်လဲဆိုတာသိဖို့လိုလာတယ်ဒီတော့ကိုစတင်ဆိုတာလိုလာတယ် dream နဲ့ reality ကြားမှာ action လိုတယ် massive action ပြင်းထန်တဲ့လှုပ်ရှားမှုတွေဖြစ်ဖို့အတွေးခေါ်ကို program လုပ်ဖို့လိုလာတယ်ဒီအတွေးခေါ်ကို program လုပ်တဲ့ထဲမှာ reframing technique ဆိုတာလေးကိုသဘောကျတယ်ဥပမာမနက်နိုးလာချိန်မှာ shut I got another Monday ဆိုတာမျိုးနဲ့နိုးထလာခြင်းဟာကိုယ့်ရဲ့တစ်နေ့လုံးစာကို affect ဖြစ်စေတယ်ဒါကို refrain ပြန်လုပ်တဲ့မနက်နိုးခြင်း reframing question တွေမေးလို့ရပါတယ် What am I most happy about right now What's about that make me feel happy How does that feel What am I most excited about in my life right now What about that make me feel excited How does that feel စမျက်နှာ23အတိတ်ဒီအနာဂတ်ကိုစားမပြု Jacksma အနေနဲ့ KFC မှာအလုပ်သွားလျှောက်တယ်မရဘူးရဲအလုပ်လျှောက်တယ်မရခဲ့ဘူး China Yellow ပိတ်ကိုလုတ်တယ်ဆုံးရှုံးသွားတယ်ဒီဆုံးရှုံးမှုတွေကြောင့်အလီဘာဘာလုတ်တဲ့ခါပိုသတိထားတက်လာတယ်အစိုးရနဲ့လုတ်တဲ့ consi relationship တွေကိုတိတ်အားမထားပဲလုတ်လာတယ်2014ခုနှစ်စက်တင်ဘာလမှာ New York Stock Exchange မှာ IPO လုပ်တော့ US history မှာအကြီးဆုံး IPO ဖြစ်ခဲ့တယ်မလေးရှားရဲ့အချမ်းသာဆုံးတဲ့ကတထေးတယောက်ဖြစ်တဲ့ Robert Con အနေနဲ့လည်းအမျိုးအိမ်မှာအကူလုပ်ပြီးစခဲ့တာပဲဒီလိုပဲလီကာရှင်လဲကွန်ဂျိုးရဲ့မြို့လေးတစ်မြို့မှာမွေးတယ်ဟောင်ကောင်ရောက်တယ်နောက်တရုတ်ရဲ့အချမ်းသာဆုံးဖြစ်လာတယ်ဘယ်မှာမွေးတယ်ဘယ်ကအစလဲဘာကြောင်းတက်ခဲ့လဲဆိုတာအရေးမကြီးဘူးပြီးခဲ့တာပြီးသွားပြီဘယ်ကိုသွားနေလဲဆိုတာပဲအရေးကြီးတယ်အတိတ်နဲ့အနာဂတ်မတူဘူးပဲလူတစ်စိတ်တစ်အနာဂတ်တစ် Facebook comment တွေအောင်မှာတယောက်ကဘယုတ်ဒုက္ခပြောလိုက်ရင်တခြားသူတွေလိုက်ရေးကြတာကိုမြင်ဖို့ပါသလားမနက်ဈေးဦးလန်သွားရင်ဈေးဦးပေါက်မကောင်းရင်တစ်နေ့လုံးအဆင်မပြေဖြစ်တတ်တဲ့သဘောတရားကြုံဖူးပါသလား psychology မှာ priming လို့ခေါ်ကြပါတယ်ကုန်ပစ္စည်းရောင်းတဲ့နေရာမှာလည်းသုံးကြတယ်ဥပမာ customer တယောက်ဈေးဝယ်လာတဲ့အခါ Dear customer ခင်ဗျားအကြိုက်ဆုံး product ကဘယ်လိုပုံရှိမလဲဆိုတဲ့ပုံဖော်ခိုင်းပြီးကိုယ့် product ကိုရောင်းနိုင်တယ်လို့ကျွန်တော်တို့မနက်ထထချင်းမင်္ဂလာရှိဖို့တရားခွေဖွင့်ကြတာ priming effect ကြောင့်ပါစောစောစီစီစက်တည်မရှိတာတွေမပြောနဲ့ဆိုတဲ့စကားလေးကြားဖို့မှာပါမနက်ထထချင်းမှာကျွန်တော်တို့ brain ဟာတာမန်အချိန်တွေထက်အနည်းနဲ့အများ fresh ဖြစ်နေလိမ့်ရှိပါတယ်ဒီအချိန်မှာ stupid question တွေနဲ့ကိုမမေးဖို့အင်မတန်အရေးကြီးပါတယ်လာပြန်ပြီးတနင်္လာနေ့ခဏနေရုံသွားရအောင်မယ်ဆိုတာမျိုးစဉ်းစားမယ့်အစားကျွန်တော်တို့ priming effect ကိုအကောင်းဆုံးအသုံးချနိုင်ပါတယ် question မေးခွန်းတွေမှာအဖြေရှိလေရှိပါတယ် management ဘာဝလာလေလူတွေ question ကောင်းမေးတတ်လာလေဖြစ်ပါတယ်အလားတူမနက်ထထချင်းမှာ positive question တွေမေးလို့ရပါတယ်လူနဲ့တရိษံရဲ့ကွာခြားချက်တစ်ခုကလူတွေဟာနောက်ဘာဖြစ်မလဲဆိုတာကိုစဉ်းစားနေလေရှိပြီးလက်တလုံးဖြစ်ပျက်နေတာတွေကနေအာယုံပြောက်နေတတ်ပါတယ်ဒါကြောင့် focus လုပ်တဲ့ question တွေမေးနိုင်တယ်ငါအခုအပျော်ရွှင်ဆုံးအရာကဘာလဲမရှိဘူးလို့ခေါင်းကပြန်ဖြေလိုက်မယ်30%လူတွေဒီလိုဖြေလို့ရှိပါတယ်တကယ်လို့ရှိခဲ့မယ်ဆိုရင်ငါ့ကိုအခုအပျော်ဆုံးဖြစ်စေတဲ့အရာကဘာဖြစ်မလဲဆိုတာပြန်မေးပါဒီပျော်ရွှင်မှုကြောင့်ဘယ်လိုခံစားရတယ်လဲဆိုတဲ့ question မေးပြီးခံစားကြည့်ပါတကယ်လို့ရှိလာခဲ့
တဲ့ဆိုရင်စကားကို reframing လို့ခေါ်ပါတယ် incantation affirmation ကထာနဲ့ကြွားပါတယ် incantation ဆိုတာကတော့စစ်ချီတေးတခြင်းဆိုလို့အားနဲ့မှနဲ့ကိုရွေးချယ်ထားတဲ့စကားစုကိုဆိုတာဖြစ်ပါတယ်ကိုလက်လှုပ်ရှားမှုပါပါတယ်အဓိကအကြောင်းရင်းကတော့ခန္ဓာကိုယ် strip လို့ခေါ်တဲ့စီဝကမဖြစ်စဉ် physiological state ကိုပြောင်းဖို့ဖြစ်ပါတယ် action plan မနက်ထခြင်းကိုမေးရမယ့် question တွေကိုဖန်တီးပါမနက်နိုးချင်းနေ့စဉ်မေးပါ incantation တခုဖန်တီးပါမနက်တိုင်း9မိနစ်အချိန်ပေးရွတ်ပါတော်နီရိုဘင်ရဲ့ incantation ရေးပေးလိုက်ပါတယ် now I am the boys I will let not follow I will believe not doubt I will crush not destroy I am a force for God I am a force for God I am a leader defeat the odds set a new standard step up စာမျက်နှာ20ခွန်စဖတ်နီမန်ရလာစပစ် reading စာဖတ်မြန်ဖတ်ခြင်းစာဖတ်တဲ့အခါအရေးကြီးတဲ့အပိုင်းနှစ်ပိုင်းရှိတယ် compression နားလည်မှု retention မှတ်မိမှုဖြစ်ပါတယ်ဘယ်လောက်နားလည်တယ်လဲဘယ်လောက်မှတ်မိတယ်လဲဖြစ်တယ်လူအများစုကစာတော့ဖတ်လိုက်တယ်ဒါပေမဲ့ဖတ်ပြီးသွားတဲ့အခါဘာရေးထားလဲမမှတ်မိတော့တဲ့အတွက်စာဖတ်ခြင်းနဲ့ဝေးလာကြတယ် YouTube တို့လိုဗီဒီယိုတွေကြည့်တာပိုခုံမြင်လာကြတယ်ဗီဒီယိုကြည့်ပြီးလေ့လာတာဟာ information plus entertainment technique အပိုင်းတွေလေ့လာတဲ့အခါအခြေခံအယူအဆ concept ကိုရှင်းပြတဲ့အခါ audio virtual ရတဲ့အတွက်စာဖတ်ခြင်းလောက်အားမစရတဲ့အတွက်လူတော်များများဟာစာဖတ်တာထက်ပိုလုပ်ဖြစ်ကြတယ်ဒါပေမဲ့နက်နယ်စဉ်းစားတွေးခေါ်ရတဲ့အပိုင်းအတွက်စာဖတ်ခြင်းကိုမဖြစ်မနေလုပ်ရပါတယ်စာဖတ်ခြင်းမှာအရေးကြီးတဲ့နားလည်ခြင်းနဲ့မမိခြင်းအပိုင်းနှစ်ပိုင်းဟာစာဖတ်သူတချို့ကိုအကြီးအကျယ်စိတ်ဒုက္ခရောက်စေပါတယ်။ဦးနောက်အလုပ်လုပ်တဲ့နည်းစနစ်ကိုမတိလေဒုက္ခကြီးလေဖြစ်ပါတယ်။2006ခုနှစ်လောက်က Professor Tony Buzan ရဲ့ Speed Reading စာအုပ်ကိုဖတ်ပြီးစမ်းကြည့်ခဲ့ရာအစအပိုင်းမှာအထမမြောက်ခဲ့ပေမဲ့နောက်ပိုင်း Speed Reading ရဲ့အခြေအနေ concept ကိုနားလည်လာတယ်။ Speed Reading ကိုအခြေခံ concept က speed ဖြစ်ပါတယ်။မြန်ဖတ်နိုင်ဖို့မျက်စိပတ်ထန်ကအရေးကြီးပါတယ်။ပုံမှန်စာဖတ်သူတွေက word by word စာတစ်လုံးချင်းစီဖတ်ပါတယ်။ဒီထက်မြန်လာရင် paragraph or phrase by phrase ဖတ်ပါတယ်။ဒီထက်မြန်လာရင် paragraph by paragraph ဖတ်ပါတယ်။ now page by page ဖတ်ပါတယ် iPattern တွေမှာ sensor တို့ပုံစံမျိုးရှိတယ်လို့အောက်ကနေပေါ်ပြောင်းပြန်ဖတ်တဲ့နည်းစနစ်တွေပါရှိပါတယ်တရုတ်မှာကလေးတွေကို accelerated learning နဲ့ speed reading တင်ပေးတယ်ဆိုတာ EEG နည်းစနစ်နဲ့ IQ မြင့်အောင်လုပ်ပေးတာတွေဟာတမဟုတ်ပါဘူးတကယ်အကျိုးရှိပါတယ် speed reading ကို WPM word per minute နဲ့တိုင်းတာပါတယ်ကဘာတဝန်းမှာလောက်ကြပေမဲ့ဒါက relevant ဖြစ်တဲ့ metric တခုမလုပ်ဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်ဒီနေရာအတစ်တခုရောက်ရင်ရှိသမျှ sign board တွေအိမ်တွေကိုလိုက်မကြည့်နိုင်ပါဘူးကျွန်တော်ထားတဲ့ speed reading concept ကလည်းအလားတူပါပဲမျက်စိ pattern ရွှေ့လျားရင်အချို့ information နားမလည်တာတွေအချို့စိတ်ဝင်စားတာတွေရှိနိုင်ပါတယ်ဒါကိုကြော်သွားဖို့ speed reading expert တော်တော်များများက recommend လုပ်ကြပါတယ်ကျွန်တော် speed reading နဲ့စနစ်ကတော့စာတအုပ်ကိုမြန်ဖတ်လိုက်တယ်ဖတ်ပြီးတော့
mind map ထဲမှာကောက်တွင်းလိုက်တယ်ဒီလိုကောက်တွင်းလိုက်တဲ့အတွက် information input တမ်က recall နဲ့ output ပါလုပ်ရတယ်တချို့မေးစရာမေးခွန်းတွေကိုချရေးတယ်ဒါနဲ့ပတ်သက်လို့မေးခွန်းတွေ application လုပ်လို့ရမယ့်အရာကိုယ်တိုင်အသစ် train လုပ်ရမယ့်အရာတွေကိုချရေးတယ် Bloom taxonomy mind creation ကထိတ်ဆုံးကဖြစ်တယ်လူတွေမတော်တာမဟုတ်ဘူးတဲ့သူတို့မှာနီးစနစ်မရှိလို့ပါကောင်းတယ် specialized knowledge မရှိရင်မလွယ်ဘူးတဲ့ပညာရပ်တစ်ခုကိုကျွမ်းကျင်တဲ့သူကိုဆရာလို့ခေါ်တယ်ဥပမာဆေးကုတုံးကဆေးဆရာဖြစ်တယ် marketing အတန်းဖွင့်ပြန်တော့ marketing ဆရာဖြစ်တယ် train the trainer ဖွင့်ပြန်တော့ဆရာတဲ့အိမ်မှာလည်းမီးလာပြင်တဲ့ကျွမ်းကျင်သူကိုမီးဆရာစိုက်ကားနင်းကျွမ်းကျင်တဲ့သူကိုစိုက်ကားဆရာရေပိုက်ဆရာဆရာတွေပေါ်တဲ့ခေတ်မှာတခုခုတော့ဆရာကြမှရမယ်ဒါနဲ့ပညာရပ်တစ်ခုမှာဆရာကြဖို့ Michael Cladwell ကအကြံဖြင့်နာရီ1000လိုတယ်လို့ပြောတယ်ဒါကို Ander Erickson က pick the scratch from the new science of expertise မှာ Robert Poole နဲ့တွဲပြီးအထောက်အထားတွေနဲ့ Michael မှာကြောင်းပြပါတယ်ဒါကတော့ fail ပေါ်မှာမူတည်လိမ့်မယ်လို့ထင်တယ်တချို့အလုပ်တွေကမကြာခင် replace လုပ်ခံရတော့မယ်တချို့အလုပ်တွေကကျန်နေမယ်နိုင်1000ကသာမကတာထက်နိုင်1000ဆိုရင်ကိုတရက်တေးသေးချာချာလေ့ကျင့်ဖို့ daily break practice လုပ်ဖို့တရက်9နာရီကို6နာတရက်9နာရီကို6နှစ်လိုပါတယ်ခုခေတ်လူလုပ်ရတာ specialized knowledge မရှိရင်မလွယ်ဘူးတဲ့စာမျက်နှာ30 sub awareness ရှိဖို့ sub discovery လုပ်ဖို့လိုတယ်တဲ့လူအများစုကိုမေးကြည့်ပါခမည်းဘာကြောင့်အသက်ရှင်နေတာလဲဆိုရင်တာမန်လူအများစုမှာအဖြေမရှိကြဘူး financial freedom ရရင်လို့ထားရရင်ဘာလို့မှလဲမေးကြည့်ပါအဖြေမရှိပြန်ဘူး Simon Sinek ပြောတဲ့ start with why ဆိုတာအဲ့ဒါပဲလူအများစုကကိုယ့်ကိုယ်ဘာဖြစ်ချင်မှန်းသိချာမသိကြဘူးအဲ့ဒီတော့ကိုယ့်ဘာဖြစ်ချင်မှန်းမသိချာမသိကြဘူးအဲ့ဒီတော့အပြင်မှာမြင်သမျှစိတ်တိုင်းမကြဘူးခမည်းဘဝကိုစကားလုံးတစ်လုံးနဲ့ပေါ်ပြကြည့်ဆိုတော်တော်ကောင်းစားနေလိမ့်မယ်ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကဘာလဲကိုယ့်ရဲ့ winning strategy ကဘာလဲတည်တည်ချာချာမသိတဲ့အခါဒူးဝင်ကျပျောက်နေတတ်တယ်โอเคဒီနေ့ကတော့ဒီလောက်ပါပဲ